ဒါတော့အခုငါတို့အခုဒီဆိုလာစစ်တမ်းတွေကိုအင်္ဂါဂျိုးပေါ်ရောက်တဲ့အခါကျလို့ရှိရင်ရေဝပါဝါထွက်နေပြီသိလား ပါဝါထွက် ရေပါဝါဖြစ်နေပြီဆိုတဲ့အဲ့မှာမင်း ACDC မလိုတော့ဘူးဒါပေမဲ့မင်းအအောင်ဒိုင်နိုဆောသားပေါက်တွေရှိရနော်အဲ့ကောင်တွေကဒိုင်နိုဆောသားပေါက်တွေကမင်းအင်္ဂါဂျိုးပေါ်ကဒိုင်နိုဆောသားပေါက်တွေကမင်းသူတို့ကဘာတွေးရလဲဆိုတော့သူကအဲ့ဒီကောင်တွေဖင်အောင်ပါတဲ့ transistor တွေ register တွေအဲ့ဒါတွေကိုမင်း short တိုက်ပြီးတော့ဒီကောင်တွေကအလုပ်လုပ်တာ short တိုက်ပြီးလုပ်တာ ဒီတော့ငါတို့အခုအင်္ဂါဂျိုးပေါ်ငါတို့ရောက်ခဲ့ရင်ဘယ်လိုလုပ်ကြမလဲငါတို့ အင်္ဂါကျိုးစနေရဆိုလို့ရှိရင်မိုးလုံးစက်နဲ့ပဲအုံမရမှာပေါ့အဲ့ဒါဘယ်လိုရှိပါပြောတာတဲ့အတိုင်းစက်ကြောင်နေ ACD ကျေးတော့ဝုန်းဆိုခြေကောက်ပတ်လည်းရတာ ACDC ကျွေးပြီးတော့ရေကွက်ရင်ရ ACD ကျွေးပြီးတော့စစ်စားအဲ့ဒါအကွာ အဲ့ကြတော့မင်းဆိုလာမီတာလောက်ဟောပါ ဆိုလာမီတာမလောင်ဘူးပါလို့လားလေပါဗီဒီယို plus ပို့နေပြီးတော့ဒါကို ACD ဗီဒီယိုနေပြီးတော့ ground မှာ30 30နေပြီးတော့ပတ်ဆိုစစ်စားနေကြောင်နေပတ်ဆိုဒီလို ground အကျွေးလို့မရဘူး ground အကျွေးလို့ရှိရင်ငါပတ်မယ်ဂါမနာတွေလုံးမလုံးတော့ဘူး ဂါမနာတွေလုံးတော့ ground အကျွေးရင်ဂါမနာတွေလုံးမလုံးတော့ဘူးအဲ့တော့ငါပတ်မယ်ငါတို့ဒီတော့နောက်တဲ့ကျွလိုက်လို့ကမ္ဘာတွေလွတ်တော့ဆိုလို့ရှိရင်ဒါမျိုးတက်စဉ်းစားမယ်လေ flight မှာဟိုဟာအဲ့ဒါပို့ဝင်ပြီးတော့စီဘိုးထောက်ဝင်ပြီးရဲပေါ့မြန်မာရှာလို့မရတော့တဲ့ခါကျတော့မကလေးစီပြီးတော့ဖင်ခွာစီလိုင်းရတယ်အဲ့ဒါငါပြောရမယ်ငါပတ်မယ်ခုဒီဘာမီမှာဆိုရင်ဖင်ခွာစီလိုင်းရတယ်ငါတို့ဘရိတ်ထုတ်ယူလို့ရတယ် မြန်မာစီလိုင်းတွေဘိုးချုပ်လို့ရတယ်ဖင်ခွာစီကနေဘရိတ်ထုတ်ယူတယ်ဆိုတော့ငါတို့အင်္ဂါဂျိုရောက်တယ်ဆိုလို့ရှိရင်အဲ့မှာဖင်ခွာစီကရှိနိုင်သေးလား85လောက်ရှိဦးမှာပေါ့85လောက်ရှိသေးတယ်85လောက်ရှိတယ်ဒီကောင်ကဂျိုဘိုင်က90လောက်သုံးသားမှာလေကျွန်တော်တို့15 20နဲ့15 35ဆိုပြီးတော့70နဲ့နဲ့တို့အကုန်ဒီဝိုင်းလာလို့မှာပေါ့ဒါနဲ့ဟို trunk ကိစ္စကိုနည်းနည်းရှင်းပါဦး trunk နဲ့ဟိုကောင်ကပါလေမြို့တော်ဝင်မွတ်စလင်ကမြို့တော်ဝင်ရွေးခံတယ်လို့သတင်းကြားတယ်မြို့တော်မွတ်စလင်မြို့တော်ဝင်ရွေးခံလို့ကြားတယ်အဲ့သူကခဏလေးပြုတ်နေငါတကနေမှာပေါ့ဟိုပေါ်လိုလေးကိုတာတာရဟိုကပြတဲ့တရားဖြစ်တယ်ပြီးွားရပါညာဆိုလို့ရှိရင်ဟိုကပေါ်လာဒီကပေါ်လာဟိုတယောက်ဒီတယောက်ဆိုပြီးတော့ပဲဆိုပြီးတော့အဲ့ဒါမှဆိုတော့အနောက်ကပါနေရှေ့ကပါကြားမှာကွာချက်ကိုနေပြီးတော့ဟိုအဲ့ဒီကအင်္ဂလန်တီးနန်းတော့ကိုနေပြီးတော့သိတယ်မလားအဲ့ဒီကအင်္ဂလန်တီးနန်းကာကွယ်ထိန်းသိမ်းနေတာအင်္ဂလန်ဒီနောက်ကောင်ထင်းနေမှာဘာလို့မဆိုအခုအနေနဲ့အပေါ်နဲ့အောက်ကိုနေပြီးတော့ပတ်လေ EIN ပြပတ်ကနေဆိုရအမေရိက SPF ဒီပိုင်းပတ်လေအဲ့ဒါကိုအင်ဒါကြီးဟိုအိန္ဒိယဘင်္ဂလားဒေ့ရှ်ပါကစ္စတန်ဆိုတဲ့ကာကျွန်တော်ဆောက်တနာစီကိုပဲသိချာချာစစ်တပ်ကိုနေပြီးတော့ဖြစ်နိုင်တယ်မင်းပြောတာဖြစ်နိုင်တယ်ဒါဆိုရင်ဒီကောင်တွေကိုအကုန်လုံးဒိုင်ယုံနဲ့ထိန်းထားမှာပေါ့အဲ့လိုလားဒိုင်ယုံနဲ့ကုန်ထိန်းထားမှာဒိုင်ယုံနဲ့ထင်ထားမှာအခုရှင်ပထမပြတာဒိုင်ယုံနေပြီးတော့လေးတာအောင်နေပြီးတော့ဟိုကနှစ်ဆအောင်တူးဝင်းကိုနေပြီးတော့အောင်ပြောင်းပြန်ထက်သုံးထားပြီးတော့လေးတာသုံးထားတယ်အခု8ဆသုံးထားတဲ့ဥစ္စာကိုကျွန်တော်က8ဆအောင်သူကငကို transistor 3ငုတ်တယ်3ငုတ်တက်ရှိတာငကို transistor 3ငုတ်ရှိတဲ့ဥစ္စာကိုနေပြီးတော့ကြောင်းပြန်လာကြည့်တာ VSK လိုပုံစံမျိုးဟို VSK လိုပုံစံမျိုး V2D ဟို2000လောက်ကိုနေပြီးတော့ V12 လိုက်တာအဲမှာပါဝါလေးအဲ့ဒါလည်းဘာမှမပြောဘူး2000အဲ့လိုလား power supply နေရဟိုပါလေ power supply နေရဟိုဖြစ်ကုန်ပြီလို့ပါလေ power supply နေတော့စက်ကပတ်လေ ECD အကုန်လုံးနေပတ်လေချိန်ထားလိုက်ပြီးလေ main source နေပြီးတော့ဟိုကစမ်းမိုင်မင်းကဖြုတ် DC ကကြော်ကျွေးလဲကြော်ပုံရမ်းကုန်မဟုတ်အခုကနောက်ထွက်တဲ့ကောင်တွေက live 4တော့မဟုတ်တော့ဘူးနျူကလ িয়ার နဲ့ကောင်တွေကသူကခက်တီတာလာရဲဟို DC ကိုနေပြီးတော့ AC ပတ်လေပြန်နေပြီးတော့ဒီ Android system ကချလိုက်တာဟုတ်လားမဟုတ်ဒီငါကြားတာဒီနျူကလ িয়ার တွေ battery လောက်တော့မယ်ဆိုလို့ရှိရင်ဒီ live 4တွေသွားပြီပေါ့ဟုတ်တယ်နျူကလ িয়ার လက်ကူမိုးတွေသွားပြီးကုန်တောင်းတော့အပုံလိုက်ကြီးကိုဝယ်မယ်မရှိဘူးသူကစီဝါဆိုတခြားကောက်ချလိုက်ပုံတို့တွေပြီးတာချင်းအခုတကြင်ကိုနေပြီးတော့စက်တမိုင်းမျိုးဘာဆိုတရောက်ကောက်လေးနေတာနဲ့အဲ့ကောက်လေးနဲ့ဒါဆိုဟို Y2K ကိစ္စလို့ပြောရမှာပေါ့ Y2K ကိစ္စလို့ပြောရမှာကြောက်ကြောက်တာလေကြောက်တယ်ကောင်းတဲ့2000မှာကွန်ပျူတာတွေထိန်းချုပ်လို့မရတော့ဘူးအဲ့တကယ်လို့အဲ့ဟိုးဆောင်နေပြီးတော့ 1TV wireless speaker Bluetooth speaker ဟိုမှာရှင်းလိုက်ဖို့တက်ရှင်းမောက်ကလည်းမရှိရဆိုပြီးတော့ကတ်တီတာဟိုရှင်းမောက်ကလည်းထိန်းထားတာပုံတွေလည်းသူကဝါနာလေးပြုလို့ရဘူးလေဒါဆိုတာဝတိပြည်တစ်ခုလုံးကမင်းဒီအကုန်လုံးဟိုဥစားပေါ့ target ထိန်းထားတာတွေတာဝတိပြည်တစ်ခုလုံးကို target ထိန်းထားတာချက်ကလေးလွတ်တာလည်းအကုန်ပြောက်ပြောက်လုပ်လို့ဒီဈေးလည်းဒီလိုပဲနေမှာနော်ဒါပေမဲ့သူတို့လည်းတော့ထဲတယ်ဟုတ်လားဟိုတက်တဲ့ဗီလာရတော့ကိုပြီးတော့ဘန်းပါတပွင့်နဲ့ဆက်နေတယ်ဆိုတပွင့်နဲ့နင်းမြဲတပွင့်နဲ့တပွင့်နဲ့လေတပွင့်နဲ့နေတယ်ဟိုကအက်ဆက်စီက body အဲ့လေသွေးကုန်လုံးနဲ့ပြေးချာချာတကူလုံးပြီးနေမယ်လို့တာအဲ့လိုသွေးကုန်လုံးနဲ့